just Simon ကလည်းဒီညမှာ international sound yes လို့ပြော Yes ဟုတ်ပြီနော်ဆိုပါအင်္ဂလိပ်တခြင်းဆိုတော့မေးလိုက်ရင် yes နဲ့ no နှစ်မျိုးတော့ရတယ်မလားနော်မဟုတ်ဆိုရင် no ဟုတ်တယ်ဆိုရင် yes ဒါလေးနှစ်ခုပဲနော်အဓိက no နဲ့ yes လဲလဲပတ်ပတ်ပြောထိုင်ရင်တော်တော်ခီးရောက်တယ်နေဆောင်းလေးပြောပြပါအောင် From this moment on ပြန်ပြောနေဆောင်း1နေ From this moment on process နေမန်းတော့ process နေမန်းတော့နော်ချင်းကောင်းစဉ်လေးကိုရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစဉ်လေးပါနော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ top 7မှာပြိုင်ပွဲဝင်ကြမယ်ပြိုင်ပွဲဝင်နေ rehearsal first time ပေါ့နော် rehearsal ပထမချိန်ပြီးတဲ့ချိန်လေးမှာသူတို့ကဒီ season မှာတော့ဒါမတီယုံဟာကထုံးစံတိုင်း MC လုပ်မယ်ပေါ့နော်လုပ်ပြီးတော့ထူးခြားတာပါလဲဆိုတော့ဒီပရိသတ်တွေအတိပေးနေတာဒီ week မှာသူတို့က international sound တွေနဲ့ပြိုင်ပွဲဝင်ကြမှာဖြစ်တယ် international sound အင်္ဂလိပ်တချင်းတွေနဲ့သူတို့ကပြိုင်ပွဲဝင်ကြမှာဒါအင်္ဂလိပ်လိုကြီးပဲဆိုကြမှာဒီအစီအစဉ်မှာတရားမှမြန်မာလိုဆိုမဲ့တူမပါဘူးဒါကြောင့်ကျွန်တော်ကဒီအစီအစဉ်ကိုအားပေးကြည့်ရှုတဲ့ပရိသတ်တွေကိုကျွန်တော်တွေးလိုက်တယ်ဒီပြိုင်ပွဲဝင်နေအင်္ဂလိပ်လိုဆိုမှာတော့ဟုတ်ပြီလိုက်ရကြည့်တဲ့အမျိုးတွေဒီအင်္ဂလိပ်လိုတိုက်ရိုက်နားလေတယ်သိတဲ့သူတွေရှိသလိုအင်္ဂလိပ်လိုမသိဘူးတို့တော့ပြိုင်ပွဲဝင်တွေကိုအားပေးခြင်းတဲ့စိတ်ကြောင့်နားထောင်မယ်ဆိုရင်ပြိုင်ပွဲဝင်နေဆိုတဲ့အကြောင်းအရာတော့အနေချင်းသိနေမှဖြစ်မယ်ဆိုတာမတီယုံဟာဒါလေးတွေးမိတယ်တွေးပြီးတော့ကျွန်တော်သူတို့ဆိုတဲ့ဟာတွေတော့ငါခြုံငုံပြီးတော့အင်္ဂလိပ်လိုငါရဲ့ဘာပေါ့ ESK နဲ့လေးလာထားတဲ့ဒီအင်္ဂလိပ် knowledge တွေနဲ့ဘလို့ပေါင်းဆက်ပြီးတော့ပရိသတ်ကိုခြုံငုံပြီးအောင်ရှင်းပြလိုက်မှသူတို့ဆိုတဲ့အထိပ္ပယ်ကိုလည်းပရိသတ်တွေနားလဲဒါကြောင့်ဒီအစီအစဉ်မှာအင်္ဂလိပ်လိုသူတို့ကဆိုမယ်မတီယုံဟာကကျွန်တော်နားလဲတဲ့လောက်ပြန်ပြီးတော့ရှင်းပြနားလဲတဲ့လောက်ဆိုတော့အခုအပိုင်းပေါ့တကယ်လိုက်ကြရင်ဒီတက်ကျွန်တော်လေးလာအောင်ပါအင်္ဂလိပ်ဘာလို့ကျွန်တော်ကဂျားထဲမှာတရက်လေးလာခြင်းရတယ်ကျွန်တော်တရက်လောက်လေးလာလိုက်ရင်သူတို့ဆိုတဲ့တခြင်းတွေအကုန်လုံးဒီပါကျွန်တော်ဘာသာပြန်လို့ရပါတယ်ဒီဝီးမှာ international sound ကိုဘာတခြင်းရွေးထားလဲညီလေး Hallelujah ဆိုတဲ့ခြင်းပဲဖြစ်ပါတယ် Oh hallelujah ရန်ကောင်းတဲ့တခြင်း best sound လေးနည်းနည်းလေးဆိုပြကြည့်ပါလားကိုပရိသတ်တွေဘာသာပြန်ပေးလို့ရအောင် I heard the word a secret chord the day we played and I pleased the Lord but you don't really care for music do ya Go very good စကားလုံးရဲ့နှစ်သာရဒါဟာလီလုယာဆိုတာတော့ဒါကျွန်တော်နားလဲတဲ့အဓိပ္ပာယ်အရပြောမှဆိုဒါကျွန်တော်တို့ထာဝရဘုရားသခင်ကိုချီးမွမ်းတဲ့တခြင်းဖြစ်မယ်ထင်တယ်ဟုတ်တယ်မလားညီလေးဟုတ်ပါမယ်လေနော်ဒါကိုနားလဲတဲ့ပုံစံနဲ့ကိုရှင်းပြကဲဆက်လက်ပြီးတော့ညီမငယ်လေးဂျာဆိုင်မိုင်ကလည်းဒီညမှာ international sound yes လို့ပြော Yes ဟုတ်ပြီနော်ဆိုပါအင်္ဂလိပ်တခြင်းဆိုတော့မေးလိုက်ရင် yes နဲ့ no နှစ်မျိုးတော့ရတယ်မလားနော်မဟုတ်ဆိုရင် no ဟုတ်တယ်ဆိုရင် yes ဒါလေးနှစ်ခုပဲနော်အဓိက no နဲ့ yes လဲလဲပတ်ပတ်ပြောထိုင်ရင်တော်တော်ခီးရောက်တယ်အဲဆိုမဲ့တခြင်းလေးရှင်းပြပေးပါမယ်နော်တခြင်းကောင်းစဉ်လေးဒီဘက်ကညီမလေးရလားတခြင်းကောင်းစဉ်လေးအရင်ဆုံးပြောပြပါဦး The chin goes there If I were a boy ရန်ကောင်းနေဗျာကောင်းစဉ်ကိုကအတိတ်ပဲအများကြီးရှိနေပြီကဲဆက်ပြီးတော့ best buy လေးဆိုပြပေးပါဦးညီမ If I were a boy even just for a day I roll out of bed in the morning and throw on what I wanted and go ရန်ကောင်းပါတယ်သူကမိန်းကလေးတစ်ယောက်အနေနဲ့ယောက်ျားလေးတစ်ယောက်ကိုတစ်ဖက်သက်ကြည်ကွဲဆွဲလန်းနေတဲ့အကြောင်းလေးဒါကထုံးစံကမိန်းကလေးကယောက်ျားလေးကိုတန်ရောစင်ဖြစ်တယ်ချစ်တယ်ဆိုရင်ဖွင့်ပြောဖို့ခက်တယ်ဒါကြောင့်သူသာယောက်ျားလေးဖြစ်ခဲ့ရင်သူချစ်တဲ့အကြောင်းလေးကို
အာရပါရဖွင့်ပြောခြင်းနဲ့ဆိုတဲ့အတိတ်ဟုတ်တယ်နော် Yes, yes. yes ကိုကောင်းပါတယ်နော်ဆက်လက်ပြီးတော့ညီမငယ်လေးနောက်တူပေါ့ဒါကတော့ညီမငယ်လေးဗန်ဤဒီတစ်ပတ်တော့ဆောင်းမှာအင်္ဂလိပ်လိုပဲဆိုကြမှာဖြစ်တဲ့အတွက်နေဆောင် Fight song. မာလီဘတ်ဒေးဆိုပြပေးပါဦး Like a smart boat on the ocean, sending big waves into motion. God ချစ်တွက်နဲ့ဆိုရင် तू ကမီးတောင်ကိုလည်းကြော်မယ်ပင်လေကိုလည်းဖြတ်မယ်နော်ဘယ်လိုတားဆီးတွေရှိအချစ်တွက်ဆိုရင်အသက်ပါပေးပြီးတော့ချစ်ရဲတဲ့အချစ်သူရဲကောင်းနော် God ဆောင်းပါနော် Thank you. Thank you ဆက်လက်ပြီးတော့ကျွန်တော်ပြိုင်ပွဲဝင်ညီမငယ်လေးအဲလီနီထွေးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဒါအဲလီနီထွေးဆိုတော့ तू ကချင်းတိုင်းရင်သူလေးဖြစ်ပါတယ်။ तू ကကြတော့ဒါမြန်မာလိုပြောတတ်တယ်လို့အင်္ဂလိပ်လိုကြတော့ तू ကပို့ပြီးတော့နီးနီးဆက်ဆက်ရှိတာပေါ့နော်။ဒါအင်္ဂလိပ်ကျွန်တော်ကလည်းဒါအင်္ဂလိပ်လိုမပြောဖြစ်တာတော့တော်တော်ကြာပြီ။ဒါပေမဲ့လည်းဒီတက်တိပညာမနေတာပေါ့ဗျာနော်။တက်ထားတဲ့ပညာတစ်ခုကတော့ဒါဘယ်ချိန်ပဲဖြစ်ပြန်အသုံးချလို့ရတယ်နော်။ဒါကြောင့်မြန်မာလေးနဲ့တွေ့ရချင်းမှာအင်္ဂလိပ်လိုပဲနည်းနည်းလေး तू speaking လေးနည်းနည်းစာဆွဲကြည့်လိုက်မယ်နော်။ How are you? Yeah, I'm fine. Yes. Very well, thank you. Please. Thank you. Yeah. Name song. Flashlight. Oh, flashlight. ရန်ကောင်းတဲ့ချင်းလေးနော် The best song လေးဆိုပြပေးပါ When tomorrow comes, I'll be on my own, feeling frightened of this thing that I don't know. When tomorrow come, tomorrow Okay. come. အဲ့မှာ tomorrow can မနက်ဖြန်ဒါဆိုတော့တချင်းတွေကျွန်တော်တို့ဒီဘက်မှာမြန်မာလိုလဲပေါက်ထားတဲ့ချင်းရှိနက်ဖြန်ဆိုတာရှိနေသေးရင်ချစ်ခွင့်ရှိသေးတယ်နောက်ကကိုဝိုင်းရဲ့တချင်းစာသားမျိုးဒါအင်္ဂလိပ်ဆောင်းဆိုပေမဲ့ကျွန်တော်ဒီလိုနားလည်ထားပါတယ်မနက်ဖြန်ဆိုတာရှိနေသေး၍ချစ်ခွင့်တွေရှိသေးတယ်ဆိုတဲ့ဒါအတိတ်ပဲမျိုးပါပဲရန်ကောင်းတဲ့တခြင်းလေးပါဒီတခြင်းကိုကျွန်တော်တို့လာမဲ့စနေတနင်္ဂနွေတိုက်ရိုက်လိုက်မှာတော့ကျွန်တော်အပြည့်အဝရှင်းပြပေးမယ်ဒါအမီးစမ်းလေးဆိုတော့ဒီလောက်လေးပဲကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဒီလောက်ဆိုလဲဒါအားလုံးတော်တော်များများနားလည်သွားပါပြီเนาะ Thank you ဆက်လက်ပြီးတော့ကျွန်တော်ညီမငယ်လေးနော်စီဖောရာเนาะဒါကတော့ညီမငယ်လေးနော်စီဖောရာဖြစ်ပါတယ်နော်စီဖောရာကျွန်တော်တို့ပြိုင်ပွဲဝင် top 7 season မှာပြိုင်မဲ့ international sound ပေါ့နော်နော်စီဖောရာရဲ့နေsound လေးပြောပြပါအောင် From this moment on. ပြန်ပြောနေ sound 1 next From this moment on. process နေမှန်းတော့ process နေမှန်းတော့เนาะချင်းကောင်းစဉ်လေးကိုရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစဉ်လေးပါเนาะ process နေမှန်းတော့ဆိုတော့ first bite လေးဆိုပေးပါအောင် first bite လေးcorrect ရတယ် verb ပဲဖြစ် correct ပဲဖြစ်ရတယ် correct လည်းဆိုလို့ရ I give my hand to you with all my heart. I can't wait to live my life with you. I can't wait to start. ဒီတချင်းရဲ့စာသားလေးတွေပါကျွန်တော်ခြုံငုံပြီးတော့ကျွန်တော်သိတဲ့အကြောင်းလေးတွေပါသူက hash လို့ပါတယ် hash ဆိုတာတော့ဒါနှလုံးသားပေါ့ hash life ဆိုတာဘဝကိုလည်းပြောလို့ရတယ်အချစ်ကိုလည်းပြောလို့ရတယ်ဗောနော်နှစ်သက်တဲ့အကြောင်းတွေလည်းပြောလို့ရတယ်ဒါမှားရင်လည်းမှားနိုင်ပါတယ်နော်ကျွန်တော်ကတော့အဲ့လိုလေးထင်မြင်ယူဆမိတယ်ပေါ့ဆက်လက်ပြီးတော့ဒီမငယ်လေးအာရာနော်အာရာ12နေရာလေးယူပြပါအာရာတချင်းကောင်းစဉ်လေးပေါ့နော်နေဆောင်လေးရ Song name got all of me. စောနင်ခါအော်မီဆိုတဲ့ဒါတချင်းလေးရခေါင်းစဉ်နဲ့တည်းပဲရင်ခုန်စိတ်လို့ရှာပါ යි နော်စောနင်ခါအော်မီနော်ဒါပြောမှဆိုတော့ဟာတာတချင်းလေးပေါ့ဗျာဒီတချင်းကောင်းစဉ်ပြောတဲ့ဟာလူတွေကြီးမောွားတဲ့ဆိုတဲ့ဒါပြိုင်ပွဲဝင်တွေကတော့ဒီတချင်းကောင်းအတိတ်ပဲသူတို့တိခံစားပြီးဆိုတာမတိအောင်ကဒီတချင်းကောင်းစဉ်ပြောလိုက်အားလုံးကြီးမောွားတယ်ဆိုတဲ့ကကျွန်တော်သိပါတယ်ဒီတချင်းဒီ
ဟာတာဆန်ဆန်တချင်းရန်ကိုဟိုပါပေါ့ပျော်စရာကောင်းတဲ့အကြောင်းအရာကိုဆိုထားတယ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိတယ်မှားရင်လည်းမှားနိုင်တယ်ဗောနော်ဘာလို့သူတို့ရဲ့မျက်နှာကိုကျွန်တော်ကဲကက်ကြည့်တော့တချင်းကောင်းစဉ်ကျွန်တော်လိုက်ပြောတဲ့အချိန်မှာအားလုံးပျော်ရွှင်ရီမောနေတာတွေ့ရတယ်အဲ first bite ပဲဖြစ်ဖြစ် chorus bite ပဲဖြစ်ဒါလေးဆိုပြလို့ရမလား chorus ပဲဆိုမှာဟုတ်ကဲ့ 'Cause all of me love all of you loves your curves and in your ages ကဲဒီတချင်းမှာအားရဆိုတဲ့ chorus bite လေးမှာကျွန်တော်ကြားလိုက်တာက all ဆိုတာလည်းကြားလိုက်တယ် less ဆိုတာလည်းကြားလိုက်တယ် you ဆိုတာလည်းကြားလိုက်เนาะ you less all ဆိုတာဒါကိုကျွန်တော်မြန်မာလိုအဓိပ္ပာယ်ဖွင့်လိုက်ရင်တော့ဗျာ you ဆိုတာတော့နင်တို့ပေါ့เนาะ less ဆိုတာချစ်တယ် all ဆိုနင်တို့အားလုံးကိုချစ်တယ်ဒီအဓိပ္ပာယ်ဖြစ်မယ်ဒါကြောင့်တချင်းကောင်းစဉ်ပြောတဲ့ဟာသူတို့အားလုံးကြည်မောပျော်ရွှင်နေတယ်ဆိုတော့ဒီတချင်းဒီအပျော်ဘက်ကိုရေးဖွဲ့ထားတယ်ပျော်စရာအကြောင်းလေးတွေကိုတန်ဆင်ဖွဲ့ထားတယ်ဆိုတာကျွန်တော်ထင်မြင်ယူဆမိတယ်ကဲဆက်လက်ပြီးတော့ညီမငယ်လေးဖန်ဒီ2ပြိုင်ပွဲဝင်ညီမငယ်လေးရဲ့နာမည်ရတော့တာနာမည်လေးကိုထူးခြားနေတာဗျာဖန်ဒီ2ဖန်ဒီဆိုတာကျွန်တော်သိတာတော့ဖန်ဒီဆိုတာရီမောပျော်ရွှင်တာဟုတ်တာဖန်ဒီ2ဆိုတော့2ကတော့ဒါထူးခြားတာပေါ့ဗျာဒါကျွန်တော်ရဲ့ဒီကျွန်တော်လေးလာမှတ်သားမိတာလေးတွေနှစ်ခုနဲ့ခြုံငုံကြည့်လိုက်ရင်တော့ဒါထူးခြားစွာရီမောပျော်ရွှင်နေတဲ့သူနော်ထူးခြားစွာပျော်ရွှင်ရီမောတဲ့သူဒါမို့ပျော်ရွှင်ရီမောစရာကောင်းအောင်ထူးခြားနေတဲ့သူဒီလိုလေးအဓိပ္ပာယ်ရမယ်ထင်တယ်ဟုတ်လားမဟုတ်လားဟောဘယ်လိုလဲရှင်းပြပေးပါဦးဒီ Fanny 2ရဲ့အဓိပ္ပာယ်လေးညီမနာမည်ကညီမအဖေပေးထားတာပေါ့နော်Fanny ဆိုတဲ့ကရင်အဆိုတော်အဖေရဲ့ idol ကရင်ဆိုတော့ Fanny ဆိုတာရှိတယ်ဟုတ်ကဲ့2ဆိုတာကအမေရဲ့နာမည်ဟုတ်ပြီနှလုံးပေါင်းထားတာသူအားပေးတဲ့ idol ရဲ့နာမည်နဲ့သူချစ်ကတဲ့သူ့ရဲ့ wife ပေါ့နော်ဇနီးမယားရဲ့နော်ဇနီးရဲ့နာမည်ဒါကိုသူ့ရဲ့ son နော်daughter တော်နော်သူရဲ့ဒါ daughter ကိုဒါသူ့ idol name လည်းပါမယ် wife name လည်းပါမယ် idol equal ပေါ့နော် idol plus y equation result daughter Fanny 2 name ဆောက်ဟွာပေါ့ name ဖြစ်သွားတာပေါ့နော်ကိုကောင်းပါလေနာမည်လေးရတယ် name ဆောင်လေးပြောပြပါဦး to love you more to let you more to let you more to ဆိုတော့ဒါခေါင်းစဉ်လေးကကျွန်တော်စဉ်းစားမိတာ to ဆိုတာကတော့to less လည်းပါတယ် you လည်းပါတယ်เนาะ you ဆိုတာတော့စောတော့လို့ကျွန်တော်ပြောသလိုပေါ့တင်ပေါ့မင်းပေါ့ less ဆိုချစ်တယ်မင်းကိုချစ်တယ်ပေါ့ခေါင်းစဉ်လေးကလည်းရှင်းပါတယ်မင်းကိုချစ်တယ်ဟုတ်တယ်မလားခေါင်းစဉ်လေးခေါင်းစဉ်အတိတ်ပဲရတော့ဒါနားလဲပါ verse ဆိုမလား chorus ဆိုမလား chorus chorus ဆိုမယ်ကဲ chorus လေးကိုရှင်းပြပေးခြင်းပါတယ်နားဆင်ပေးပါဦးခင်ဗျာ Can't you see I can give you everything you need let me be the one to love you more ကောင်းတယ်ဗျာเนาะခေါင်းစဉ်လေးကမင်းကိုချစ်တယ်တခြင်းခေါင်းစဉ်ကအမှန်တန်ကောင်းတဲ့တခြင်းလေးပါဒါကြောင့်ကျွန်တော်တို့ထိုက်ရိုက်လိုက်မှလည်းပြန်တွေးကြမယ်မြန်မာစတာရဲ့ကျွန်တော်တို့စနေတနင်္ဂနွေပေါ့နော်ထိုက်ရိုက်လိုက်မှာအဲ့ချိန်ကျရင်တော့ကျွန်တော်လည်းအခု ESK တွေထပ်ဖြည့်ထားကျွန်တော်ရဲ့အခုသူတို့နဲ့အခုတိုက်ရိုက်အခုထိတွေ့လိုက်တော့ကျွန်တော်လည်းဒါစာဖတ်ရပါတော့အဲ့စာဖတ်ကနေနောက်တစ်ခါကျွန်တော်ထပ်ပြီးတော့ ESK တွေထပ်ဖြည့်လိုက်ရင်တော့လိုက်ကြရင်တော့အားလုံး okay ဖြစ်သွားမှာပါနော်ဒါတချင်းလေးကောင်းစဉ်လေးတွေတစ်ခုချင်းကျွန်တော်ရှင်းပြထားတာလေအားလုံးဘာပဲဖြစ်ဖြစ်လုံးဝမသိတာလည်းဆိုင်ရင်တော့ဒါနည်းနည်းလေးနားလည်သွားပြီတိုက်ရိုက်လိုက်ကြရင်အားလုံးဒီထက်နားလည်အောင်လို့ကျွန်တော်သက်ရှင်းပြအောင်မယ်နော်အားလုံး thank you ပါ thank you thank you